ဒီနေ့ကတော့မိသားစုနဲ့အတူတူစပိတ်စီကိုထွက်လာခဲ့ရပါဒီလိုနေရာတွေကကလေးတွေကိုအိမ်မှာဖုံးပေးစော်တာထက်ဘယ်လောက်အကျိုးရှိလဲဆိုတာသိကြလားထိုင်ဝမ်မှာဘယ်လိုလာတဲ့နေရာတွေရှိလဲဆိုတာကိုငွားနဲ့အတူတူတွက်ကြည့်ရအောင်ကိုကိုဒီနေရာကမိသားစုနဲ့လာဖို့တင်တော်တဲ့နေရာလေးပါဒီမှာကကလေးတွေကိုယ်တိုင်မနေအောင်เนาะနောက်မှထိုင်လိုက်လို့ရတဲ့စပိတ်လေးပါလျှက်စစ်နဲ့ဆိုတော့မိဘကြီးလည်းမပင်ပန်းဘူးလုံကျွင်းကပတ်တွေလည်းပြင်ဆင်ပေးထားတော့ပြုတ်ကြမှာမစိုးရင်ရပါဘူးတယောက်တည်းလွတ်လွတ်လပ်စီစဉ်နေဆိုရင်လည်းတယောက်စီလျှက်စစ်စပိတ်လေးတွေရှိတယ်အခုအားတောင်းဖောက်ထားတဲ့လှိုင်ကူထဲကိုဝင်ရတော့ပါမယ်အရင်ကဒီလမ်းကမြေထားတန်လမ်းဟောင်းမှာအခုစပိန်စီဝအတွက်တေချာလေးပြင်ပေးထားတာပေါ့နော်လှိုင်ကူရဲ့အရှိက 1.2 ကီလိုမီတာရှိတယ်ကြည့်လိုက်ပါဦးစီလာတာတော့ကြာတောင်းမှအခုမှလှိုင်ကူထွက်ပေါက်ကိုတွေ့တယ်ထိုင်ဝမ်မှာစောင်းရာသီဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီဥတုကနေလို့ကောင်းတယ်在我们在这里说了呀你狗撇了不喏拿路呀你呀吧ကလေးတွေကိုအိမ်မှာဖုန်းနဲ့တီဗီတွေပေးကြည့်တာတဲ့အပြင်ကိုခေါ်လာလိုက်တာသူတို့ရဲ့စူးစမ်းလိုစိတ်ကိုပိုတိုးစေတယ်လမ်းဘေးမှာလည်းခဏတစ်ဖြုံနာရင်ကစားခွင့်တွေလုပ်ပေးထားတယ်ဒါကစပိန်စီးတဲ့လမ်းဘေးမှာနားနေဖို့အတွက်လုပ်ပေးထားတဲ့နေရာလေးပါအခုကျမတို့မနက်က10 နာရီထွက်လာခဲ့တာအခု12 နာရီထမင်းစားတဲ့ရောက်ပြီဆိုတော့ခဏတစ်ဖြုတ်နားနေနဲ့ကလေးတွေဒီမှာစောကြမယ်ပေါ့နော်ခဏတစ်ဖြုတ်သူတို့နှိမ့်လက်စားဖို့ခဏနားပါမယ်ကိုရောက်နေတဲ့နေရာနဲ့အမှတ်တရပုံရိုက်ထားတာတွေတွေ့လို့ဘိုးကတော့လည်းပြပြခဲ့သေးတယ်သားကြီးဆိုရင်အိမ်မှာတူကြည့်ရင်ဘလုံးမရှက်ထိုင်နေရများတယ်။သူ့ကိုပြင်ကိုခေါ်လိုက်တော့စော်မဲကစားမယ်။မတိတာတွေဟိုမင်းတီမဲရှောင်းမယ်မယ်။အဲ့လိုမျိုးကိုလည်းလှူရှာမှုလှုပ်ထားတော့ညဘက်မှာလည်းကောင်းကောင်းအိပ်ပျော်တယ်။ဒီသားကြီးကအိမ်နာတက်ချင်ကိုအဲ့မှာအိမ်နာကခုနားတဲ့နေရာမှာမရှိဘူး။အဲ့ဆိုဒီချွင်ကြားမှာပဲအိမ်နာဝင်တော့ဒီမှာချွင်ကြားအမှတ်အလိုမျိုးပေးထားလို့ရှိရင်အိမ်နာဝင်သုံးလိုက်တာအရေးပေါ်အခြေအနေအိမ်နာဝင်သုံးလိုက်ပါအောင်မယ်မလေးစင်ပြီးကိစ္စပြီးလို့ပြန်ပြီးနေလာတာပြန်စားလိုက်ပါအောင်မယ်မလာ我回来了ကလေးတော့ပြေးလိုက်နေရတယ်နဲ့ပဲလေကွာကိုနှိမ့်တယ်ဆိုအခုမှမစားငါကွာကိုတိုက်过来了，你来吧。几少？哦，你看你，要不能干。少什么给他第一吃，是吧？还有一颗蛋嘛，就是。အခုအနည်းလည်းစားလို့ပြီးပြီဆိုတော့နောက်ထပ်တနေရာကိုဆက်သွားပါမယ်အားလုံးပဲလိုက်ခဲ့ကြပါအောင်နော် Go 幸福的时刻如此美妙生活
活充满了阳光和欢笑，仁爱的情感在心中流淌，让我们一起享受这美好时光，幸福的旋လမ်းဘေးတွေမှာလည်းတမာတွေနေစိုက်တာတော့တမာရနဲ့တင်းတင်းလေးနဲ့စိတ်ကိုလန်းဆန်းစေရတော့အမှန်ပဲ 在一起，欢快的节 ရှုခင်းနေချင်းစကားတပြောပြောနဲ့ခီးဆုံးကိုရောက်မှမသိရောက်လာခဲ့ပါပြီ 生活充满了希望和奇迹。每一个瞬间都值得珍惜。厕所不走了哎那下了摸了就像放苦稻子的那个。你看哎那老几道下了没得这不屁的ဒီလိုမိသားစုခီတိုလေးတွေကမိဘနဲ့ကလေးကြားဆက်ဆံရေးကိုကောင်းစေတယ်ပူပြီးရင်းနှီးမှုရစေတယ်သူတို့ရဲ့ငယ်ဘဝမှတ်တရတွေကိုစခရင်တိုင်းနဲ့မကုံဆုံးစေပဲမိသားစုနဲ့ဖြတ်သန်းရတဲ့မှတ်တရတွေကပို့ပြီးတော့တမိုးရှိပါတယ်ဒီနေ့ရဲ့ vlog လေးကိုသဘောကျရဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် See you the next video